တမနာလောင်မျိုးသမီးဟာထိုင်ကုန်မှာထိုင်လိုက်တာနဲ့တပြိုင်နက်ခုံအောက်မှာဝတ်ထားတဲ့ဘုံတစ်လုံးကိုနင်းမိသလိုဖြစ်သွားပါတယ်။သူမသာအနှင်းငယ်လှုပ်ရှားလိုက်တာနဲ့ယထာတွဲတစ်ခုလုံးပေါက်ကွဲသွားမှာပါ။အဲ့ဒီအချိန်မှာပဲလျှို့ဝှက်ဆန်းပြားတဲ့အမျိုးသားတစ်ယောက်ပေါ်လာပြီးဓာတ်နဲ့ခုံကိုချက်ချင်းလှိဖက်လိုက်ပါတယ်။ဒါပေမဲ့ဘုံကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့မျက်မှောင်ဒီကျုံသွားခဲ့ရပါတယ်။ဘုံဟာခလုံးတစ်ခုနဲ့ချိဆက်ထားတာဖြစ်ပြီးကျိုးတစ်ချောင်းကရှေ့ခုံအထိရောက်နေပါတယ်။ရှေ့ခုံကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အမျိုးသမီးရဲ့စိတ်တွေလုံးဝလွင့်စင်သွားရပါတယ်။အချောင်းရင်းကတော့ဘုံနဲ့အတူတန်မိုးရီအဖိထည့်ထားတဲ့အိတ်တအိတ်ကိုခြိထားလို့ပါပဲ။အဲ့ဒီဘုံတာပောက်ကွဲနေတန်မိုးရီကသူမရဲ့ခန္ဓာကိုယ်ကိုဖောက်ထွက်သွားမှတေးကြပါတယ်။ရဲရီရောက်လာပြီးမြဲအမျိုးသားကသူတို့ကိုအပြင်ထွက်ခိုင်းလိုက်ပါတယ်။သူဟာတီတီငိမ့်ငိမ့်နဲ့ပဲသူ့ဖုန်းကိုထိုင်ကုန်အောက်ထည့်လိုက်ပြီး smart watch screen ကနေသစင်ဘုံရဲ့အခြေအနေကိုစောင့်ကြည့်ပါတယ်။အမျိုးသားဟာအသက်ရှူမြန်နေတဲ့သူမကိုစိတ်အေးထားဖို့နှစ်သိမ့်ပေးပါတယ်။ဒါပေမဲ့ဘုံပေါက်ကွဲဖို့6မိနစ်ပဲကြံတော့လာမြင်ရတဲ့အခါသူ့ရဲ့နဖူးမှာလည်းချွေးစေးတွေထွက်လာပါတော့တယ်။သူဟာကက်ကျေးကိုထုတ်လိုက်ပြီးနာရီစကရင်ကနေသစင်ဘုံရဲ့အနီရောင်ကျိုးကိုအတိအကျရှားဖွေကဖျက်တောက်ပြစ်လိုက်ပါတယ်။အဲ့ဒီအခါဖိအားပေးစနစ်ကရပ်တန့်သွားပါတယ်။အမျိုးသမီးကစိတ်အေးသွားပြီမဲ့ဘုံရဲ့တိုင်မာကတော့ဆက်လက်ရေတွက်နေတော့မှာပဲ။ရန်သူမှာအရန်အစီအစဉ်ရှိနေမှာအမျိုးသားကရိပ်မိသွားပါတယ်။မျောလင်းချက်မဲ့နေတဲ့အချိန်ဒီမှာသူတို့နှစ်ယောက်တိတ်ဆိတ်သွားကြပါတယ်။အမျိုးသားကပြုံးလိုက်ပြီးသူမရဲ့လက်ကိုညှင်းသားစွာဆုပ်ကင်ထားပါတယ်။အဲ့ဒီနောက်သူမရဲ့ဘေးနားကိုတိုးကပ်သွားပြီးသူမရဲ့ခြေထောက်တွေကိုဖြည်းဖြည်းချင်းမှကသူမကိုထိုင်ကုန်ပေါ်ကနေဖယ်ထုတ်လိုက်ပြီးသူမနေရာမှာသူကိုယ်တိုင်အစားထိုးထိုင်လိုက်ပါတော့တယ်။အချိန်ဒီပုံမဆိုးသွားအောင်အမျိုးသမီးကယထာဘော်ကဆင်းသွားခဲ့ရပါတယ်။အခုဆိုရင်ယထာတွဲထဲမှာသူတယောက်တည်းကြံခဲ့ပြီးအချိန်ကစက္ကန့်30ပဲလိုတော့ပါတယ်။သူ့ရဲ့စိတ်ထဲမှာယူဆွတ်လောက်တဲ့အစီအစဉ်တစ်ခုပေါ်လာပါတယ်။သူဟာနာရီကိုစိုက်ကြည့်ရင်နောက်ဆုံးစက္ကန့်အထိသူ့ရဲ့နှလုံးခုန်တန်းကိုထိန်းထားပါတယ်။ဘုံမပေါက်ကွေးခင်စက္ကန့်ပိုင်းအလိုမှာပဲသူဟာအပေါ်ကပစ္စည်းတင်စဉ်ကိုအားနဲ့ဆွဲကင်ပြီးကိုအပေါ်ကိုလွှဲတင်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့ယထာဟာပြင်းထန်စွာပေါက်ကွဲသွားပါတော့တယ်။မီးလောင်ကျွမ်းနေတဲ့ထိုင်တုံးကိုကြည့်ပြီးအမျိုးသမီးကတော့အဲ့ဒီအမျိုးသားတိတ်ဆုံးသွားပြီလို့ထင်နေခဲ့တာပါ။ဒါပေမဲ့မယုံနိုင်စရာပဲအဲ့ဒီအမျိုးသားဟာမတက်ရက်ပြီးထွက်လာပါတယ်။သူတို့နှစ်ယောက်မျက်လုံးချင်းစုံပြီးတဲ့အခါမှာတော့သူမအနေနဲ့ဒီလူကိုအေးဆက်နေတဲ့ဘီယာတစ်ခွက်နဲ့ကျင်းတေပေါက်ကျေးဇူးစားရတော့မယ်ဆိုတာသူမနားလေသွားပါတော့တယ်